မင်္ဂလာပါရှင် Plan B 838ကနေကြိုဆိုပါရယ်အခု Facebook ပေါ်ကဟာတာလေးတစ်ပုဒ်ကိုတင်ဆက်ပေးချင်ပါတယ်ရှင်ဟိုရှေးတုန်းကတရုတ်ပြည်ရဲ့ရွာတရွာမှာအရန်မိတက်တဲ့သူတယောက်ရှိတဲ့သူဟာဘလောက်မိလဲဆိုရင်လမ်းလျှောက်ထွက်ရင်အိမ်ပြန်ဖို့မိနေတတ်တဲ့အိပ်ပျော်သွားရင်ပြန်ထားဖို့မေးပြီးဆက်အိမ်နေတတ်တဲ့ဒီလိုနဲ့သူ့ရဲ့မိတက်တဲ့ယောဂဟာတဖြည်းဖြည်းပူဆိုးလာတဲ့ဒါကြောင့်သူ့မိန်းမကယောက်ျားရည်မြို့မှာနာမည်ကြီးဆရာဝန်တယောက်ရှိရဲ့ကြားတယ်ရှင်ရဲ့မိတက်တဲ့ယောဂကိုပြောင်းအောင်ကုနိုင်လိမ့်မယ်ထင်တဲ့ဆရာဝန်သွားပြကြည့်ပါလားလို့ဆရာဝန်သွားပြဖို့တိုက်တွန်းထားတဲ့ဒါကြောင့်သူလည်းမြို့ကဆရာဝန်စီသွားဖို့ညနေကောင်ရှာပြီးလမ်းခီးမှာအစားဖို့ထမင်းတထုပ်ပြင်ကအိမ်ကထွက်လာခဲ့တဲ့အတော်ဝေးရောက်လာတော့ဘိုက်ထဲကစားလာတာနဲ့တစ်ပင်ရိပ်တစ်ခုအောင်မှာမြင်းကိုချီထားပြီးထမင်းထုတ်ခီကစားလိုက်တဲ့ထမင်းစားပြီးညင်းနဲ့ခီးဆက်မယ်လို့တော့သူပဲဘက်သွားရမှမသိတော့ပဲမိနေတဲ့ဒါကြောင့်လာရလမ်းဘက်ကိုခီးဆက်သွားရမယ်လမ်းထင်ပြီးသွားမိတော့တာပေါ့အဲ့လိုနဲ့လမ်းစုံမှာအိမ်တအိမ်တွေ့ရတဲ့ကားဆရာဝန်အိမ်ပဲဖြစ်မှာပဲဆိုပြီးဆရာဝန်လူကြီးမင်းရှိပါသလားခမများလို့အော်ခေါ်တဲ့အဲ့ချိန်မှာအိမ်ထဲကမိန်းကလေးတယောက်ထွက်လာတဲ့မိန်းကလေးကိုမြင်တော့သူကမေးလိုက်တယ်ဒီမှာမိန်းကလေးကဘာတူလဲတဲ့ဒီစကားကိုကြားတော့အဲ့မိန်းကလေးကအမဲလေးယောက်ျားရဲ့ရှင်ယောဂတော်တော်ဆိုးလာကြည်လားမေးချက်ကကန်းကုန်ပါပဲလားတော့လို့အော်ငိုတဲ့သူခမများဒီမိန်းကလေးကိုသူ့မိန်းမမှန်မသိပဲမိနေရှာတာကိုသူ့အိမ်ကိုလဲမေးပြီးဆရာဝန်အိမ်ထင်းနေရှာတာကိုမေးချက်ကကန်းကုန်ပါပဲလားခေမနောမင်းအကြနဲ့ပါရမွန်အေးရတဲ့ဟာတာပုံမြင်ဖြစ်ပါတယ်ရှင်ကျေးဇူးတင်ပါတယ်